Malaysia Langkawi Sky Bridge နဲ့ Eagerness Skywalk သွားကြမယ်ဒါအခုကေဘယ်ကားစီးဖို့သွားနေတာပါတခြား activity တွေဖြစ်တဲ့ 3D museum တို့ 3D sky dome တို့အဲ့ဒါတွေလည်းရှိရရှင်စောထသွားလို့ရှိရင်လူရှင်းပါတယ်အဲဒါကြောင့်စောလေးထသွားနိုင်မယ်ဆိုပိုကောင်းပါတယ်ကေဘယ်ကားကတော့တိတ်ကြီးတော့မဟုတ်ဘူးเนาะခက်သေးသေးပဲသူကတစီးမှာဟိုဘက်3ယောက်ဒီဘက်3ယောက်ပေါ့เนาะထိုင်စီးသွားတာတောင်ပေါ်ရဲ့ first station ပေါ့နော် Skycat Cable က first station ကိုရောက်တာပါအဲ့ဒီကနေမှရှေ့ဆက်သွားလဲလို့ရှိရင် Eagerness Skywalk မှန်တရားရှိနေပေါ့နော်ဘုလောဆယ်မိုးအုံနေတယ်ရာသီဥတုကအဲ့ဒီမှာလှမ်းကြည့်လိုက်မယ်ဆိုရင်ဒါကလန်ကာဝီရဲ့ကျိုးတတာ Sky Bridge ကျိုးတတာကိုလှမ်းမြင်နေရတယ်ဒီမှာခဏဓာတ်ပုံတွေပါရိုက်ကြတာပေါ့နော်ဒီရှိ view point မှာဓာတ်ပုံတွေပါရိုက်တယ်သူကကြတော့သူပင်လယ်မျက်နှာပြင်ထက်သူပေပေါင်း2000ကျော်ပေါ့မီတာနဲ့ဆို660အမြင့်မှာတည်ရှိနေတာအခုဒါကကြတော့Eagerness Skywalk မှန်တာပေါ့နော်သူသိငှက်လင်းယုံငှက်ပေါ့နော်အဲ့ဒါတော့မီတာအခု650ပေါ့သူကဒီတမ်လီဂျိုဒတာ Sky Bridge ကကြာမီတာ660အမြင့်မှာရှိတယ်အခုဒီ Eagerness Skywalk ဒီလင်းရောငှက်အတိုက်ပုံစံမှန်တာရကြတော့ပင်လယ်မျက်နှာပြင်ထက်650မှာရှိတာပေါ့နော်သူကအခုရောက်နေတာက Eagerness Skywalk ပေါ့သူကလန်ကာဝီကျွန်းရဲ့အမြင့်ဆုံးတောင်တစ်ခုဖြစ်တဲ့ဂူနယ်မာချင်းချန်တောင်မှာရှိတယ်။သူပင်လယ်မျက်နှာပြင်အထက်ကမီတာ650အထက်မှာရှိတယ်။ကမ္ဘာအရှည်ဆုံးလွတ်ထွက်နေတဲ့မှန်ရှောင်းလန်းတစ်ခုပေါ့နော်။သူကဒီကနေလှမ်းကြည့်လိုက်မယ်ဆိုရင်ဒီထိတ်ကနေလှမ်းကြည့်လိုက်မယ်ဆိုရင်သူကပင်လယ်ပေါ့ပင်လယ်လှမ်းမြင်တဲ့ Andaman Sea ပေါ့နော်။ Andaman Sea ပင်လယ်လှမ်းမြင်ရမယ်။ဟိုဘက်နိုင်ငံထိုင်းနိုင်ငံကျွန်းစုတွေပါတစ်ခါကျလှမ်းမြင်ရတတ်တယ်ဒီရှောက်လန်းဒီမန်နာရှောက်လန်းအရှိက38မီတာရှိတယ်သူကအောက်မှာကအကြီးအောင်မှန်ချက်တွေနဲ့ခင်းထားတာပေါ့နော်လူပေါင်း300တပြိုင်နက်တည်တက်လို့ရတယ်သူကအဓိကလန်ကာဝီသင်္ကေတဖြစ်တဲ့လင်းယုံငှက်ပေါ့နော်ပြန်တန်းနေတဲ့ပုံစံအခြေခံတိဆောက်ထားတာဓာတ်ပုံရိုက်လို့လဲလှတယ်မှန်တရားလေးပုံမှာပေါ့နော်ဓာတ်ပုံလေးရိုက်လို့လှတယ်ဒါလန်ကာဝီ Sky Bridge ကိုသွားဖို့တော့နောက်ထပ် Sky Cafe ကဒုတိယအချိန်ထပ်စီတာပေါ့နော်တောင်ထိပ်ပေါ်ဆုံးသွားတာသူကအဲ့တောင်ထိပ်ပေါ်ဆုံးနေရောက်ပြီးတော့မှဒီလန်ကာဝီ Sky Bridge ကိုသွားဖို့ကအောက်ကိုခြေချင်းဆင်းမစင်းလို့ရှိရင်သူက Sky Club လို့ခေါ်တဲ့ cable ကိုပတ်စံထပ်ပြီးစီးပြီးသွားတာပေါ့နော်
ဒီလို sky glide လေးတွေပေါ့ဒီ sky glide လေးအောက်ကိုဆင်းသွားတောင်အောက်ကိုဆင်းသွားမမို့ဆိုတော့ तू အောက်ကိုဆင်းအတက်ကတော့မိနစ်30လောက်တော့ကြာမှာပေါ့နော်လူကြီးတွေအတွက်ဆိုတော့ဆင်းပြေလောက်ပေါ့ဒါလေးအတက်ဆင်းဝယ်လိုက်မယ်ဆိုရင်တော့ပိုဆင်းပြေလူကြီးတယောက်မှပေါ့နော်ဒီ sky glide သွားတာ sky bridge ဝင်ကြည့်ပါဆို16 ringgit ပဲရှိရပေါ့နော်ကဲအခုရောက်ပါပြီလန်ကာဝီရဲ့မသွားမဖြစ်လဲပဲရမယ်လန်ကာဝီ sky bridge တမလီကျူရတာပါသူကလန်ကာဝီကျွန်းရဲ့မောက်မာချီချန်တောင်မှာရှိတယ်ပင်လယ်မျက်နှာပြင်ထက်မီတာ660အမြင့်မှာတည်ရှိတယ်သူဒီကျူရတာရဲ့အရှည်က125မီတာရှိပါတယ်သူကတောင်ပတ်လည်ကိုပေါ့နော်ကွေးညို့ပြီးတော့တိဆောက်ထားတယ်တရားတစ်ခုပေါ့ဒီတရားတစ်ခုလုံးကိုသူက82မီတာမြင့်တယ်เนาะဒီပင်မတိုင်တိုင်းတွေကနေတမဏိကျိုးရှစ်ချောင်းနဲ့ဆွဲထားတာဖြစ်ပါတယ်အောက်မှာအမှန်အကြီးလေးတချို့ခင်းထားတယ်ပေါ့เนาะတရားတချို့နေရာမှာလဲသူကအင်ဂျင်နီယာအတတ်ပညာရအရန်အံ့ဩကောင်းတဲ့တရားတစ်ခုပါဒါ sky glide နဲ့တောင်ပေါ်ပြန်တက်တာပေါ့เนาะတောင်ဒီပါပဲသူကခဏလေးပဲစီးရတာကဲတာမောကနေပြန်มาပြီပြန်တော့လဲဒီလိုပဲအပြန်ကေဘယ်ကားပဲပေါ့နော်နှစ်ဆင့်ပြန်စီးပြီးပြန်ခဲ့ရတာပါတတ်တာပါ